လက်ရေးပါတိတ်တွေကဈေးကြီးတယ်ဆိုပြီးတော့မေးထားတဲ့မရရှိတယ်ဟုတ်တယ်လက်ရေးပါတိတ်တွေကဈေးကြီးပါတယ်4000ကျော်4000ခွဲလောက်တော့ရှိမယ်ဒီကောင်လေးတွေဆိုထမိန်ခွင်းကိုနော်1ဆက်မဟုတ်ဘူး4000ခွဲ5000လောက်ရောင်းကြတယ်ဘာလို့သူကလက်ကားဈေးမှာနေ32,500လောက်32,000နဲ့3000ခွဲချလောက်ဖြစ်နေရပါတော့ဒါလေးကိုမဖြူလို့က28,500နဲ့တကြံ promotion နောက်ဆုံးဈေးနဲ့ပေးလိုက်မယ်ပေါ့နော်သူက Karamat စင်နော် promotion ပစ္စည်းဖြစ်တဲ့အတွက်မိုင်းတို့အရေးအတွက်လေးရတော့နည်းတယ် Karamat စင်အမြင့်လိုင်းမှာမိုင်းတို့ဘာမှတခြားဟာတွေစိတ်မပူနဲ့ quality အမြင့်လိုင်းလေးကိုပေးထားတာဒါဈေးမတက်ဖ ೇನೆ ရလိုက်တဲ့ပစ္စည်းပေါ့နော်အဲ့တော့သူက10 ကာလာပါတယ်အထက်မှာအစင်လည်းမတူဘူးအယောင်လည်းမတူဘူးဘောစီမမများကသူကဒစည်းလုံးဝယ်မယ်ဒစည်းလုံးဝတ်မယ်ဆိုရင်နောက်မှာအထက်မှာအစင်မထက်တာဖြစ်တဲ့အတွက်အမတို့ဝတ်လို့အစင်ပြေတယ်ပေါ့နော်အဲ့တော့နှစ်ထည်လောက်ပဲလိုချင်တယ်ညီမလေးမိုင်းတို့90ဆယ်တဲ့ကြတော့များတယ်နော်ဟိုပတ်စံကြောင်းတော့မဟုတ်ဘူးတစ်စင်လေးကိုအဲ့လိုမွေးချင်မှုဆိုလို့ရှိရင်လည်း29,500နဲ့ယူ1000ပဲပေါင်းတယ်ကာလာတော့ရွေးလို့မရဘူးအစင်အယောင်ရွေးလို့မရဘူးပေါ့နော်အဲ့တော့ကာလာရွေးချင်တယ်ဖြစ်မနေရွေးချင်တယ်ဆိုတော့တစ်ထည်ကို3000ပေါင်း31,500ဖြစ်မယ်ဒါပေမဲ့သူလည်းအစင်ပဲရွေးလို့ရမှာကာလာရွေးလို့ရမှာကာလာရွေးလို့ပဲရမှာအထက်အစင်တွေရွေးလို့ရမှာမဟုတ်ပါဘူးเนาะထဲမှာမယ်ဆိုထဲ